ကဲအားလုံးပဲမင်္ဂလာပါနော်ဆရာဒုက္ခရဲ့အမျိုးတွေအားလုံးပဲမင်္ဂလာပါနော် popular site တွေကတော့ဆရာဒုက္ခမပြတော့ဘူးနော်ဆရာဒုက္ခမပြတော့ဘူးဆိုတော့ video file လေးနဲ့တင်မယ် channel ကိုတွေ့တဲ့မိတ်ဆွေတွေမှန်တယ်ဗျဆရာဒုက္ခရဲ့မိတ်ဆွေတွေမှန်တယ်ဗျ channel လေးကို subscribe နှိပ်ထားဒီတဲ့ကောင်းတဲ့ popular လေးတွေကျွန်တော်တို့ထပ်ပြီးတော့ဆရာဒုက္ခစွမ်းဆောင်ပေးမယ်နော်အဲ့တော့ကြောင့်မို့ line လမ်းမမနေရသေးတဲ့မိတ်ဆွေ line လမ်းမနေမှာ channel ကို subscribe မနေရသေးတဲ့မိတ်ဆွေတွေမှန်တယ်ဗျ channel ကို subscribe နှိပ်မယ်ဟိုးမကျော်ဟော်မကျူးတော့နော်ဟိုးမကျော်ဟော်မကျူးရဲ့ပတ်သီးတွေကိုဆရာဒုက္ခတခါတည်းချပြသွားပေးမယ်နော်ဒါမွေးကနန်းနေ site လေတခါတည်းဘာဖြစ်ရင်ဘာဆက်ဖြစ်လာမယ်ဆိုတော့ popular site တွေနဲ့တခါတည်းဆရာဒုက္ခချပြသွားပေးမယ်နော်အဲ့တော့ကြောင့်မို့နော်ချစ်သောမိတ်ဆွေလေးတွေချစ်သောမျက်လုံးလေးတွေနဲ့ကြည့်ပြီးသားနော် site ကတော့ဒါပြောမယ်ဆိုရင်ဒီ web ဆိုတော့ဖောင်းရက်မရှိဘူးဒါ17ရက်ကနေ15ရက်နေ့ထိကိုဒါအကောင်းဆုံးလေးတွေကိုဆရာဒုက္ခချပြသွားပေးမယ်နော်ကဲအားလို့ဆိုရင်တော့ကျွန်တော် site ကလေးကိုတော့မပြတော့ဘူးအမျိုးတွေရနော်အချိန်လေးရတယ်မရှိတော့ဘူးနော်ကဲခဏလေးစောင့်ပြီးဖုန်းလေးတစ်ချက်လောက်ကျွန်တော်တို့ဖြေလိုက်ဦးမယ်နော်ဟယ်လိုဒီခဏစောင့်နော်ခဏစောင့်ဖုန်းပြန်ဆက်ပေးမယ်ဒီနော်ဟုတ်ပြီဆရာမလဲတောင်းဝင်နေရရှိသေးရဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့နော်တုံရင်းလုံရင်းနဲ့ပဲဆရာဒုက္ခပြပေးမယ်နော်အခုကျွန်တော်ရဲ့မိတ်ဆွေတွေမှန်သမျှဒီနေ့ဗုဒ္ဓဘူးမကြော်ပတ်သည်နော်ဗုဒ္ဓဘူးမကြော်ပတ်သည်6ပတ်သည်အားလုံးပဲနော်စိုက်ကတော့မပြတော့ဘူးဘာကြောင့်မပြတော့လာလဲဆိုတော့ချစ်တော်မိတ်ဆွေတွေဒီ63ထွက်ချင်းကြောင့်ဒါကျွန်တော်ရဲ့မိတ်ဆွေတွေ68ဆိုတဲ့ခဏထောက်သမီးထောက်ပြီးတယ်သူတို့ဒီ63လို့ကြားရတဲ့မှန်သမျှဒီ6ဒီဗုဒ္ဓဘူးလုံးဝမကြော်တဲ့6တစ်လုံးဖြစ်တယ်အဲ့ဒီ6ကိုဒါဆရာဒုက္ခရဲ့အမျိုးတွေကတ်လုံးလေးထပ်ပြီးတော့ထုတ်ပေးမယ်ဒါမပတ်နိုင်တဲ့မျိုးတွေအတွက်အားလုံးပဲကတ်လုံးလေးထပ်ထုတ်ပေးမယ်အချိန်လေးတွေကမပြနိုင်ဘူးเนาะအချိန်လေးတွေကကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ပြလို့မရတဲ့အချိန်လေးတွေဖြစ်နေတဲ့အတွက်ကြောင့်မို့ဆရာဒုက္ခကိုနားလည်ပြီးเนาะအဲ့တော့ channel ကို subscribe လေးတွေနှိပ် like လမ်းမမနေရသေး like လမ်းမလေးနှိပ်เนาะအဲ့တော့ကိုနှစ်3ည4ခုနဲ့ကတ်မယ်ဒါဟူးမကြော်ဘူးเนาะဒါဟူးမကြော်ဟုတ်ပြီထပ်ပြသွားပေးမယ်เนาะဒါ6ပတ်တီကို2 3ည4ခုနဲ့ကတ်ရင်ပုံနှန်းတစ်ခွက်ဆိုတာဖြစ်မယ်ထပ်ပြပေးမယ်ချစ်သေးလေးတွေဟုတ်ပြီเนาะထပ်ပြပေးမယ်ဒီတစ်ပတ်လုံးစားတော့လိုက်ရမယ်ဗရိတ်เนาะ6ဗရိတ်ဖြစ်တယ်ကျွန်တော်မိတ်ဆွေတွေเนาะ6ဗရိတ်ကလေးတွေလိုက်မယ်เนาะ6ဗရိတ်ကလေးလိုက်ထားမယ်ဒါဟူးမကျော်6ပတ်တီဗရိတ်ဒီမပြောက်သောဗရိတ်ဒီ6ဗရိတ်เนาะမပြောက်သောဗရိတ်ဒီ6ဗရိတ်ကဲစူဘူးကနတစ်ခွက်ရေးပြပေးမယ်တိုရင်းလိုကြီးနဲ့ပဲသွားပေးမယ်เนาะဒါတော့ကျွန်တော်အားလုံးပဲဒါစူဘူးကတော့အားလုံးပဲချစ်သောမိတ်ဆွေလေးတွေเนาะချစ်သောမိတ်ဆွေလေးတွေ19ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုအားလုံးပဲအမျိုးတွေစုထားမယ်အားလုံးပဲဒီ17ရက်ကနေအားလုံးပဲချစ်သောမိတ်ဆွေတွေ15ရက်နေ့ဒီဆရာဒုက္ခမပြောက်သောပရိသီ6ပရိเนาะဟူးမကျော်6တလုံးပတ်သည်2 3ည4ခုနဲ့ကတ်မယ်စုဘူးကနန်းဒီ19ကဲအားလုံးပဲအောင်မြင်ပါစေဆရာဒုက္ခဒီလောက်ပဲပြပေးမယ်ဘာကြောင့်လဲဆိုတော့ဖောင်းပွဲတွေရှိတဲ့အတွက်ကြောင့်မလို့ဒီမှာဇလိုက်တွေเนาะအရန်နေမင်းသားတွေအကုန်လုံးထွက်ထားတဲ့အတွက်ကြောင့်မို့ဒီဟာဒီအော်တိုဒီတစ်ပတ်မှာလိုက်ပေးရမယ်ဆရာဒုက္ခရဲ့မျိုးတွေเนาะကဲအားလုံးပဲအဆင်ပြေပါစေဆရာဒုက္ခပြန်ဆင်းတော့မယ်အားလုံးပဲ channel ကို subscribe မနေရသေးတဲ့မိတ်ဆွေတွေအားလုံး channel လေးကို subscribe နှိပ်ကြပါ